ဒီရင်တော့ဘူတာရဲ့တရားတော်တွေထဲကအရင်ကနည်းနည်းတဲ့ဇလန်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်ဒါကဝိညာဉ်တစ်ခုရဲ့မယုံနိုင်စရာဘဝပေါင်းများစွာကိုဖြစ်တန်းခဲ့ရတဲ့ခီးချမ်းဒီနည်းပြောရင်တော့တန်တရာစက်ဝန်းဆိုတာဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတော့ကိုရှင်းပြထားတဲ့ဇလန်တစ်ပုဒ်ပါပဲကဲဇလန်ရဲ့အစားကတော့စိတ်ဝင်စားပြမိကွန်းတစ်ခုကနီးလာတာပါမြတ်စွာဘုရားလို့ပုဂ္ဂိုလ်မြတ်တစ်ပါးကဘာဖြစ်လို့များဝတ်မလီတကောင်ကိုကြည့်ပြီးပြုံးတော်မူခဲ့ရတာလဲဒီဖေးကိုတီးဖို့ဇလန်ကိုဆက်ပြီးနားထောင်ကြည့်အောင်ပါဇလန်ရဲ့ဇအင်ကတော့ရှေးခေတ်အိန္ဒိယနိုင်ငံရာဂျာဂရိုပြည်မှာပါမြတ်စွာဘုရားကသူရဲ့ဥပုထာကရှင်အာနန္ဒာနဲ့အတူဆွမ်းခံကြွနေတဲ့အချိန်မှာပေါ့အဲ့ဒီလိုဆုံးခံကြွနေရင်းနဲ့ပဲမြတ်စွာဘုရားကဝါမလေးတစ်ကောင်ကိုလမ်းမြင်လိုက်တယ်ပြီးတော့လီးနဲ့တဲ့အထီးပဲပါတဲ့အပြုံးတစ်ခုကိုဖြုံပြတော်မူခဲ့ပါတယ်အဲ့ဒီအပြုံးလေးနဲ့ပဲဒီဇလန်ကြီးတစ်ခုလုံးစတင်လာခဲ့တာပါအဲ့ဒါကိုဘေးကနေမြင်နေတဲ့ရှင်အာနန္ဒာစိတ်ထဲမှာထူးဆန်းတော့တာပေါ့အရှင်များဘာကြောင့်များပြုံးတော့မူတာပါလဲဆိုပြီးမနေနိုင်တော့ပဲမင်းလျှော်လိုက်ပါတဲ့အဲ့ဒီမှာပဲမြတ်စွာဘုရားကအကြောင်းစုံကိုပြန်လည်မင်းကြော်တော်မူပါတော့တယ်ခဲဒီနေရာကနေစပြီးတော့မြတ်စွာဘုရားဟောကြားတဲ့အတိုင်းအဲ့ဒီဝမ်မလေးရဲ့မယုံနိုင်စရာအတိတ်ဘဝခရီးကိုတချင်းချင်းလိုက်ကြည့်ကြရအောင်တကယ်ကိုအံ့ဩစရာကောင်းတဲ့ဇာလန်တစ်ပုဒ်စတင်တော်မှာပါကြည့်ပါအောင်ဒီဝိညာဉ်ရဲ့ဘဝတလန်းကတကယ်ကိုမယုံနိုင်စရာပဲအစကတော့ချက်မလေးတကောင်ယဟန်တစ်ပါးရဲ့တရားရွတ်တန်ကိုကြားလိုက်ယုံလိပဲနော်အဲ့ဒီကုသိုလ်လေးတကူတန်းနဲ့တန်မင်းသမီးဘဝကိုရောက်သွားတယ်အဲ့ဒီနေမှာတစ်ဆင့်ဆက်ပြီးတော့ဗြဟ္မပြည့်ထီကိုရောက်သွားခဲ့တာပါဒီဘဝနှစ်ခုကိုယဉ်ကြည့်ရအောင်တစ်ပတ်မှာတော့အန်ဒီရီတွေကြားတယ်တဘာဝလိုင်းရှင်သန်နေရတဲ့ကြမဘဝနောက်တစ်ပတ်မှာတော့စီးစင်တွေအကေနဲ့မင်းသမီးဘဝဘလောက်တောင်ကွာလဲနော်အကြောင်းရင်းကတော့အဲ့ဒီကြမဘဝတော်ကကြားလိုက်ရတဲ့တရားတစ်ပုဒ်ကြောင့်ပါပဲကံတရားရဲ့စွမ်းအားကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်မင်းသမီးဘဝမှာလည်းသူမကအားမထုတ်ပဲမနေခဲ့ဘူးခန္ဓာကိုယ်ရဲ့မတင့်တယ်တဲ့သဘောကိုစင်ကျင်တဲ့အတုပကမ္မထံကိုစီးပြန်ခဲ့တယ်အဲ့လိုစိတ်ကိုဧကာဂရပြုပြီးကျင့်ကြံလိုက်တော့နှရှိုင်းတဲ့တမာရီအဆင့်ဖြစ်တဲ့ပထမဆန်ကိုရရှိသွားခဲ့တာပါဆိုလိုတာကစိတ်ကိုမမှန်ကန်ကန်အသုံးချနိုင်ရင်ဘယ်လောက်မြဲမားတဲ့အခြေအနေကိုရောက်နိုင်လဲဆိုတာပြနေတာပါပဲဟုတ်ပြီအခုလာမယ့်အပိုင်းကတော့ဒီဇက်လန်တစ်ခုလုံးရဲ့အကြီးမားဆုံးအလဲအပြောင်းပါပဲအားလုံးထင်ထားသလိုအမြင့်အဆုံးကိုရောက်ပြီးရင်အားလုံးပြီးသွားပြီလားတန်တရာကတကယ်ပဲအဲ့လောက်လွယ်သလားဆိုလားအကြည့်အတော့မှာပါသူမရဲ့အားထုတ်မှုကြောင့်ရလိုက်တဲ့အကျိုးကလည်းမနှဲပါဘူးမြမပေါ်မှာပေါ့တောက်ကပြီးအလွန်တရာရှည်လျားလာရဲ့တက်တန်းကိုပိုင်ဆိုင်တဲ့မြမတူအဖြစ်စီစဉ်ခံစားခဲ့ရပါတယ်ဒါကတော့သူမရဲ့ဘဝခရီးရဲ့အထွတ်အထိပ်လို့ပြောလို့ရပါတယ်ဒါပေမဲ့အဲ့ပရမဘဝပြီးတော့သူမရဲ့နောက်ဘဝကဘာဖြစ်လာခဲ့လဲသိလားဝတ်မလေးတကောင်ပါဟုတ်ပါတယ်ကြားတဲ့တိုက်ပါပဲအမြင့်ဆုံးမြမဘုံကနေတိရိစ္ဆာန်ဘဝဖြစ်တဲ့ဝတ်မလေးဖြစ်တန်းပြီးကြဆင်းသွားခဲ့တာပါဒါကတန်တရားရဲ့ကြောက်စရာကောင်းတဲ့မမြဲချင်းမခတ်မှန်းနိုင်ခြင်းသဘောကိုအထင်ရှားဆုံးပြလိုက်တာပါပဲအဲ့ဒါကိုပဲတန်တရားလို့ခေါ်တာပါတန်တရားဆိုတာဘာလဲဆိုတော့တန်ခါနဲ့အဝိဇ္ဇာကိုအခြေခံပြီးတော့ကောင်းငံမကောင်းငံတွေရဲ့တောင်းဖို့ရာနောက်ကိုလိုက်နေရတဲ့မဆုံးနိုင်တဲ့စက်ဝန်းကြီးပေါ့တခါလေနတ်ပြေဖြမားပြေလို့အမြင့်ကိုရောက်လိုက်တခါလေတိရိစ္ဆာန်ဘဝလို့အနှိမ့်ကိုကြားလိုက်နေမယမနာလေပဲနေတဲ့ခီးချမ်းကြီးပါပဲမြတ်စွာဘုရားကဒီအကြောင်းကိုမိန့်ကြားဖူးပါတယ်တန်တရာမှာကျင်လည်ခစ်ကြတာအလွန်တရာရှေ့ကြလုံးလို့ကိုယ့်ရဲ့အမေမတော်ဖူးတဲ့သူအဖေမတော်ဖူးတဲ့သူဆိုတာရှာဖို့တန်ခတ်တဲ့ဆိုလိုတာကဒီလိုဖွာအတက်အကြဒီအနေအမြင့်ဒီဆိုတာဒီဝိညာဉ်တစ်ခုတည်းကြုံရတာမဟုတ်ပဲတန်တရာထက်ကတတ္တဝါတိုင်းကြုံတွေ့နေရတဲ့အဖြစ်ဖြစ်ပါပဲကဲအဲ့ဒီရာဇဂရိုးကဝမလေးဘွားပြီးသွားတော့ရောဇလန်ကပြီးသွားပြီလားမပြီးသေးပါဘူးသူ့ရဲ့ခရီးကဆက်ပြီးလဲပတ်နေတော့မှာပဲသူရဲ့နောက်ဆုံးလွတ်မြောက်မှုအတွက်အေးပါဆုံးဖြစ်လာမဲ့လူဘွားစီကိုဘလို့များရောက်သွားခဲ့တယ်လဲဆိုတာစက်ကြည့်အောင်ပါနောက်ဆုံးလွတ်မြောက်မဲ့ဘဝမတိုင်ခင်မှာသူကလူပုံမှာပဲဘဝပေါင်းများစွာကျင်လည်ခဲ့ရသေးတယ်။သူဝနဘူမိမှာမင်းသမီးတစ်ခါထည့်လိုက်ဗာရာဏသီမှာမြင်းကုံတဲ့ရဲ့သမီးထည့်လိုက်တင်ဘောသူကြီးသမီးအမတ်သမီးစသဖြင့်နေရာစုံဘဝစုံမှာလည်းပတ်နေခဲ့တာပါ။တန်တရားကတကယ်ကိုမရမနာပါပဲ။အဲ့ဒီလိုနဲ့တိလိလန်ကမှာတထေးသမီးထည့်နေတဲ့တဘွားမှာတော့အလဲပြောင်းတစ်ခုထည့်လာခဲ့ပါတယ်။တကောအပညာရတဲ့ရဟန်းတစ်ပါးကသူမကိုမြင်ပြီးတော့ဘေးကလူတွေကိုဟိုရာဇကရုတ်တုံးကဝတ်မလေးကအခုတော့အမတ်ကရိုထင်းနေပါလားလို့မင်းလိုက်တယ်။အဲ့ဒီစကားကပဲသူ့ဘဝကိုလုံးဝပြောင်းလဲသွားစေမဲ့မိဘတစ်ခုဖြစ်လာခဲ့တာပါ။အဲ့ဒီစကားကိုကြောက်လိုက်ရတဲ့အခိုက်အတန့်မှာပဲသူမဟာသူ့ရဲ့အတိတ်ဘဝတွေကိုရုပ်ရှင်ပြကွက်ဒီလိုပြန်မြင်လာပါတော့တယ်။အဲ့ဒါကိုဇာတိတရယဉာဏ်လို့ခေါ်ပါတယ်။ကျမဘဝမင်းသမီးဘဝဖျက်မာဘဝပြီးတော့ဝတ်မလေးဖြစ်ခဲ့တဲ့ဘဝအားလုံးကိုပြန်အမှတ်ရလာတဲ့ခါမှာတော့တန်တရားရဲ့အဆုံးမရှိတဲ့အတားအကျတွေကိုကြည့်ပြီးအကြီးကဲတန်ဝဲကားရသွားခဲ့ပါတယ်
အဲ့ဒီလိုတန်ဝဲကတရားကြီးရာသွားပြီးတဲ့နောက်မှာတော့သူမဟာဒီဘဝဇက်ခင်းကြီးကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတော့ねကဲလော်ကီဘဝကိုဆွန်ဖီဘက်ခနီမှာဝတ်ခဲ့တာကနေနောက်ဆုံးမှတန်တရားကနေဘလို့လွတ်မြောက်အောင်စူးစမ်းခဲ့တယ်လဲဆိုတာကြည့်လိုက်အောင်သူမရဲ့လွတ်မြောက်ရလန့်ကရှင်းလင်းပြတ်သွားပါတယ်အတိတ်ဘဝတွေကိုမြင်ပြီးတန်ဝေကတဲ့ဒါကြောင့်လော်ကီဘဝကိုစွန့်ပြီးဘိက္ခုနီမှာဝတ်လိုက်တယ်အဲ့ဒီနောက်မှာဝိပဿနာတရားကိုဇွဲနှပဲနဲ့အားထုတ်တယ်မြတ်စွာဘုရားရဲ့မွေပွေဥပမာပြတော့ကိုနာကြားရရဲ့အခါမှာတော့အတိညာဏ်ကရင့်တက်သွားပြီးစိတ်အညစ်အကြေးပေါင်းတုံးကိုအပြီးတိုင်ဖျက်ဆီးနိုင်တဲ့ယဟန္တာမှာအဖြစ်ကိုရောက်ရှိသွားခဲ့ပါတော့တယ်ဒါတန္တရာခရီးရဲ့နောက်ဆုံးပန်းတိုင်ပါပဲ ဒီဇာလန်ထဲမှာဖော်ပြထားတဲ့ဘွားပေါင်းကစုစုပေါင်း12ဘွားတောင်ရှိခဲ့တာပါကြည်ပေါင်းဝမ်မလေးတကောင်ကနေယဟန္တာမှာတပါဖြစ်ဖို့အထိဒီလောက်ရှည်လျားတဲ့ခီးကိုဖျက်တမ်းခဲ့ရတာပါဒါတော့ဒီဇာလန်မှာပြောပြထားတဲ့ဘွားတွေပဲရှိသေးတာနော် ဒါဆိုရင်ဒီလောက်ရှည်လျားတဲ့တန်တရားစဝန်းကြီးကိုဘာကမုန်းနေနေတာလဲအဖေကတော့ရှင်းရှင်းလေးပါတဏှာပါပဲဖြစ်ချင်တဲ့စိတ်ခံစားခြင်းတဲ့စိတ်ရှိနေခြင်းတဲ့စိတ်အဲ့ဒီမြေမနာတောင်းတနေတဲ့စိတ်တွေကပဲကျွန်တော်တို့ကိုဘဝတစ်ခုပြီးတစ်ခုဆက်ပြီးကျင်လည်နေစေတဲ့အဓိကဆွမ်းအားကြီးပါပဲ ကဲဒီဇလန်ရဲ့အဆုံးမှာတော့စဉ်းစားစရာတစ်ခုကြံနေပါတယ်ဝิญဉ်တစ်ခုရဲ့ခီးကဒီလောက်တောင်ကျယ်ပြန့်ပြီးအတက်အကျများနိုင်နေဆိုရင်ကိုရရှိထားတဲ့ဒီလက်ရှိလူဘွားဒီမျက်မှောက်ခိုက်တန့်လေးမှာတော့ဘလို့အမြင့်မြင့်စွန်အလားအလားတွေဂိမ်းအောင်နေနိုင်မလဲ